မှာတော့မယ်အဲ့လိုစေးကန်ကိုခရီးဆက်မှာနော်တတာပါကျမကြီးကယူဆိုင်ကြပါကင်ဆာယောဂတော်တော်ဖြစ်ကြပါတယ်နော်ဒီမှာလာမင်းကင်ဆာထုခုစေးကန်ပေါ့နော်ဒီမှာကင်ဆာသမားတွေကြီးပဲအမှအများကြီးပဲအဲ့ဒါစောင့်နေတာပေါ့နော်တကယ်တော့စေးကန်က8 နာရီမှဆီယမကြီးကလာတာဒါအောက်ထပ်ပြီးတော့ကြိုးဆောင်နေရတာလူနာတွေအများကြီးပဲဒါနေချင်းမြန်သမားလည်းရှိသလို3ရက်အတွင်းလည်းရှိတယ်3ရက်အတွင်းကတော့သူကကြတော့ငွေကြီးမတက်နိုင်တဲ့လူတွေအတွက်ကတော့စေးရုံတက်ပြီး3ရက်အတွင်းရတာပေါ့နော်အဲ့ဒါတော့ငွေကြီးလေးတက်တာတယ်ပေါ့နေချင်းမြန်အတွင်းတဲ့လူတွေကြတော့စေးအပြင်ဝယ်ရတာပေါ့နော်စေးဖို့ပြေဝရှင်းရတယ်ပြေဝရှင်းပြီးတော့မနေ့သွင်းညနေပြန်ပေါ့နော်စေးတစ်ခါသွင်းရင်9 နာရီလောက်တော့ကြာတယ်ဒါမှမဟုတ်ဆီယာမတွေအားတယ်မအားတဲ့အပေါ်မူတည်ပြီးတော့မှခုလိုမနေ့ကလေးသွင်းလို့ရှိရင်ညနေ3 နာရီလောက်မှပြီးတယ်နော်လူနာတွေထက်လာတော့မှအဲ့တော့ကိုရီလည်းတွားပြီးတော့စာအုပ်ထက်လာအောင်မနော်အေးဒါဒေါက်တာတော်တာပထုံးပါဆီယာမကြီးနာမည်ကတော့နော်မထက်ရောက်လာပြန်ပြီပေးကြိုက်တာမှလေဆွဲလိုက်ပါအောင်မယ်အကွေးသူကြီးတွေနဲ့တွေ့နေပါပြီရောက်သွားမယ်ရောက်သွားမယ်ကြာမဆိုလို့ကျိုးမှလိုက်တာစောရနလားအဲ့လိုလည်းကူမှစေးကန်းပြီးတာအေးဆွဲလိုက်ပါအောင်မယ်သူတို့ကတော့စောရောက်ပြီးစားပြီးသွားပြီမှာတော့ကူမှရောက်တာပါမှားလာတာတော့ကြာနေဦးထမင်းစားပြီးသွားပြီလားဟုတ်စားပြီးပါပြီဒီပါဆွဲလိုက်ပါအောင်မယ်မော်နီပါစားကြပါအောင်ရှင်မြန်နေလို့ဖြတ်ပြီးသားဒီကဲသူကစေးကန်းလည်းပြပြီးပြီ breakfast လည်းစားပြီးပြီဆိုတော့ဒါကသူကဒီတစ်ခေါက်ကြတော့ဟိုတိုင်းစေးရုံလွတ်တယ်ပေါ့နော်တိုင်းစေးရုံသွားနေတာပါအရင်ခေါက်တွေတော့အရင်9ခေါက်တုန်းကတော့တင်ကြားရေးမှာသွားသွင်းရတယ်နော်ဒီမှာစေးကန်းမှာပြပြီးတော့သူကပုတ်ကလိကကတွေမှာလည်းစေးသွင်းလို့တော့ရတယ်ဒါပေမဲ့လို့ဆီယမကြီးကပြောတယ်ပုတ်ကလိကကမှာစေးသွင်းညင်လည်းဖြစ်ပါတယ်တဲ့ဒါပေမဲ့လို့ကျောင်းကိစ္စတစုံတရာပေါ့နော်လူနာရဲ့ခံနိုင်အားပေါ့အဲ့လိုမျိုးဖြစ်လာတဲ့အခါကျလို့ရှင်တစုံတရာဖြစ်လာတဲ့အခါကျလို့ရှင်ဒီတင်ကြားရေးမှာတော့ကင်ဆာဌာနဆိုကင်ဆာဌာနတည်တံ့ရှိတာဆိုတော့လေသူတို့ကလုံနေကြတယ်ပေါ့နော်ဘလို့emergency မျိုးဆိုလို့ရှိရင်လည်းဘလို့ကင်တွဲရမယ်ဆိုတော့သူတို့ပဲအသိဆုံးဆိုတော့အရင်ခောက်တည်းအတင်ကြားရေးကိုပဲညွှန်တာပေါ့နော်ဘုတစ်ခေါက်ကတော့သူကတိုင်းစေးရုံလွတ်ပါတယ်ဒါတိုင်းစေးရုံသွားနေတာပါနောက်ပြိုးတော့ပြိုးပြက်ထွေယောဂကူစေးရုံကြီးတဲ့တိုင်းစေးရုံရောက်ပါပြီနော်ဒီတစ်ခေါက်ကသွားတာအဆင်ပြေသွားတယ်ဒါမျိုးရင်းနဲ့တယ်မှာပေါ့နော်တင်ကြားရေးစေးရုံကိုသွားရမယ်ဆိုရင်မြို့ပြင်9 မိုင်လောက်ပြန်ထွက်ရမှာပေါ့ဟောတိုင်းစေးရုံကြီးကိုရောက်ပါပြီနော်ဒီမှာမေးကြည့်လိုက်မယ်နော်အဲ့ဒီပြင်မလူနာဌာနမှာစိစာကိုရင်လာလောက်ရတာပေါ့နော်ဒါဒုတိယအကြိမ်မြောက်ဆေးသွင်းညမှာအဆင်ပြေပါကဲစိတ်နှလုံးစလုံးသွင်းလို့ပြီးပါပြီကဲပြီးသွားပြီနော်ဒါဆိုရင်တက်ကင်ရတော့မယ်နော်အာမရှုံးကဲပြန်လဲကြအောင်မိုးလေးနဲ့နှုတ်ဆက်ပြန်ပြီပြောတာဘယ်နေ့မှကားလေးရေးစီအေးမိုးပွဲလေးတွေကြာလာပြီကဲပြန်ငါးကောင်လေးပြန်စီဒီသူစီအောင်ပြန်มาပြီရှင်ကဲpassport ရုံဒီ passport ရုံလောက်ရှင်ဒီကိုလာရတာကဲပြန်ပြီနော်ကဲမိုးပွဲတွေကြာနေတော့လဲကောင်းမွန်ရောက်ပြန်ပြီကိုကောင်းမွန်မှာမုံဝဲမယ်ဘောလီဝဲမယ်ဝဲရတိုင်းဘောလီအခုရောက်တိုင်းဘောလီဝဲရဖွဲ့တော့ကျန်တဲ့နေရာဘောလီလုံးဝမဟုတ်ဒီရောက်တိုင်းဝဲ
မကွေးရောက်တိုင်းဘောလီဝယ်တဲ့ဖွဲ့ ဘောလီကမကွေးမှာပဲရှိတာမကွေးကြောင်မှဝယ်ရတာဘောလီကပြီးရင်ယောက်ျားညောင်းကဒါလေးဝတ်ပြအောင်ဒီမှာအလေးမိုက်တယ် ဗီဒီယိုရရအောင် ရကြမှာဝတ်ပြအောင် ဝစ်ကြော်ရင်စကားကလို့ရင်စကားကလို့ချောင်းနေအောင်ပဲ ဒီကသုံးလိုက်စင်တာကို40ယူလာတာငါ20ဟိုပါပြစ်တာတော့အဲ့ဒါသူအရာမဖြစ်တော့ အဲ့ရလောက်တယ် မရတယ် ကြရင်ဝဲငါပတ်သက်တွေရမ်းရှင်းပေးခြင်းနေတယ် feeling တွေရမ်းဖြစ်နေတယ်ရမ်းရှင်းကျွန်တော်ကအကြီးကြီးဘာလို့ဝဲထားလဲဆိုအဲ့ဒါကြောင့်ဝဲထားတာဘလို့စရာမိုးရင်းဆိုတော့ကြီးကြီးကအမိုးလည်းမတက်ရသေးတာဒါကြောင့်မယူခဲ့ပြစ်တာသွားလေရအဲ့လိုဝဲတာတကုံဝဲတာဆိုကျွန်တော်ဒီကားလေးနဲ့ကြာဘလို့မှမဆက်ဘူးနောက်ခုံခေါက်ရခေါက်မခေါက်ဘူးကလူအပြည့်နဲ့လာတာဆိုတော့နောက်ခုံဟွာပြီဟိုကားကြီးအမိုးတက်ပြီးတော့အဲ့ကားကြီးနဲ့မှသွားလို့အဆင်ပြေတယ်ကုန်တင်ရလောက်တင်လို့ရတယ် ကဲဒါညတော့ကဒီကန်သာဈေးနားလေးမှာလက်ရွေးစင်ဆိုင်ကိုမာလာရှောင်းဝပြန်စားအောင်ပါနော်ပြန်လက်ဆောင်လေးစားပါအောင်မယ်အေးတိတ်လေးရလှတယ်တော့ကြည့်လှလိုက်တာကြည့်ပြန်တော့မယ်ဆိုတော့အကဲမကွေးရမာလာရှောင်းကိုအရင်ကြိုက်သွားလို့ထပ်သွားစားအောင်မယ်ဆွဲမယ်စားအောင်ပါအဲ့မာလာရှောင်းကိုအရင်ကြိုက်နေကဲ သူ တော့ တို့ကကန်းလိုက်ရခိုင်းနေတာ ကဲဒီမှာမာလာရှောင်းကိုလေးရပြီမာလာရှောင်းကိုကြက်မာလာရှောင်းကိုဒီမှာတီးဆုံးရေခဲတော့အရင်ကောင်းတယ်နော်တီးဆုံးရေခဲတော့ရှယ်ပဲကဲဒါလေးက West 2ထမင်းလေးပါ West 2ထမင်းမောင်းလေးပါနော်အဲ့ဒါလေးရဲ့ အဲ့လောက်လိုက်တာတီးလေးပြုတ်ပြ ကဲဒါလေးကပင်လယ်စာမြေဦးလေးပါပင်လယ်စာမြေဦးပင်လယ်စာမြေဦးလေးဝါကောင်းနော်ရှယ်ပဲပြီးတော့တီးဆောင်ရေခဲတုပ်ကလည်းအရင်ကောင်းတယ်တို့ဆိုပင်လယ်စာမြေဦးစားတယ်ဒါ West 2ထမင်းမောင်းစားတယ်ဆွဲနေမလားလို့နော်စားလို့ရမ်းကောင်းတယ်ကြိုက်တယ်တန်တယ်စားကောင်းရင်တန်တာပဲတပွဲဘယ်လောက်ဖြစ်လဲ တကယ်တမ်းပါလေ နော်ကဲအိမ်ပြန်มาပြီရှင်မိုးတွေကလည်းမောင်းမယ်လို့ပြန်လာလေးကတော့နောက်ကျနေပါတယ်9:40ရှိနေပြီနော်ဝကြီးတရားကိုရောက်နေပါပြီအိမ်ပြန်ရောက်တော့မယ်